လူငယ်တွေပဲဖတ်ဖတ်လူကြီးတွေပဲဖတ်ဖတ်နည်းနည်းဖတ်ပြီးမြန်များတွေးဖို့စာတင်ကုန်လေးစာရေးသူဦးဖုံးတာတို့ကိုဟာအရာရှိတယောက်ဥပဒေပညာရှင်မင်းဆိုးရာစာဖြစ်ခဲ့မယ်ဆိုရင်လုတ်ပိုင်ခဲ့အာနာကအောင်မြင်မှုအစစ်လားဘလောက်အထိကိုယ်ကွန်သိက္ခာကိုထူထောင်နိုင်ခဲ့တယ်လဲဆိုတာအောင်မြင်မှုအစစ်လားစာတင်ကုန်လေးတစ်ကျွန်တော်ကစာတင်ကုန်လေးလူတယောက်လိုစကားပြောတဲ့ရင်တိတ်ကောင်းမယ်ဒီခုံပေါ်မှာចောင်းသားတယောက်ထိုင်နေစာတင်နေစာအန်နေစာကြက်တယ်စာမေးပွဲဖြေတယ်စာမေးပွဲအောင်မြင်သွားသူလည်းရှိတယ်ကြောက်ရှုံးသွားသူလည်းရှိတယ်နေဒီစာတင်ခန်းထဲမှာစာတင်ကုန်လေးအဖြစ်ကျွန်တော်ရောက်နေခဲ့တာနှစ်30ကျော်ပြီအောင်မြင်သွားသူတွေကဒီစာတင်ကုန်ပေါ်ကိုပြန်ရောက်မလာကြတော့ဘူးဒီထက်မြင့်တဲ့အတန်းဒီထက်နှဆိုင်တဲ့ပညာတွေကိုသင်ယူဖို့နောက်ထပ်စာတင်ကုန်တွေရှိရာသွားကြတယ်ကြာရှုံးသူတွေကကျွန်တော်ထံပြန်ရောက်လာကြတယ်။အဲဒီလိုကြာရှုံးသူတွေကိုအောင်မြင်ခြင်းအမှုပညာအကြောင်းပြပြကြလိုက်တာ။၃လူတချို့ကအောင်မြင်ခြင်းကိုဝင်ငွေအနည်းအများနဲ့ပြောဆိုတတ်ကြတယ်။လူတချို့ကအောင်မြင်ခြင်းကိုယာရုဂုံသိမ်းစီးစိမ်အာနာပါဝါရီနဲ့တိုင်းတာကျင်ကြတယ်။လူတချို့ကအောင်မြင်ခြင်းကိုလူတီများခြင်းလူတီနေခြင်းနဲ့အတိတ်ပဲဖွင့်ဆိုခြင်းကြတယ်။ကျောင်းသားအရေးမှာအောင်မြင်ခြင်းကိုအမှတ်အနည်းအများနဲ့ကောက်ချက်ချတတ်ကြပြန်တယ်။ဒီလိုပဲအတန်းတန်းတက်သွားပြီဆိုရင်အောင်မြင်သူလို့ထင်မှတ်နေကြတယ်။တကယ်တော့အောင်မြင်ခြင်းအမှုပညာဆိုတာအလွန်သိမ်မွေ့တွေအလွန်နှဆိုင်နဲ့တွေးဆစရာတွေရှိတယ်။၄စာသင်ခန်းထဲကစာသင်ကုန်လေးဆိုတော့အင်္ဂလိပ်လိုပြောကြည့်မယ်နော်။ Every winner has cast တဲ့။နှစ်သုံးမှန်ရင်ဂျိုချက်ပဲကင်းမလဲလို့ဘာသာပြန်ရမယ်ထင်တယ်။အောင်မြင်မှုကိုရှာကြတဲ့အခါကြေခဲခြင်းအမာရုပ်ထိရှခြင်းတရားနာကျင်ခြင်းဝေဒနာဆိုတာရှိစမြင်A winner is dreamer who never give up အောင်နိုင်သူတယောက်ကသူ့အိမ်မက်ကိုဘယ်တော့မှအရှုံးမပေးဘူးမစွန့်လို့ဘူးတနေ့တလန်ပကံပဲပြေးမလဲဆိုတဲ့မြန်မာစကားပုံနဲ့စင်တူမင်ထင်ရဲ့ကိုအိမ်မက်ရှိရာကိုအလံမလဲပဲရောက်အောင်သွားနိုင်သူဟာအောင်မြင်သူအောင်နိုင်သူပဲဆိုလိုချင်တာဝင်းနာဖြစ်သူတိုင်းဟာဆွဲရှိကြတယ်ဘဝကိုအရှုံးမပေးဘူးသူတို့မှာဒဏ်ရာဒဏ်ချက်တွေနဲ့အောင်မြင်မှုနဲ့ပတ်သက်လို့နောက်တစ်ခုပြောကြည့်မယ်Your positive action combined your positive thinking result in success မင်းရဲ့အကောင်းမြင်စိတ်နဲ့မှန်ကန်တဲ့ကြိုးစားအားထုတ်မှုပေါင်းစပ်မှအောင်မြင်ခြင်းရလဒ်ထွက်ပေါ်လာမှာအတွေးကောင်းအလုပ်ကောင်းအောင်မြင်ကြောင်းလို့ပြောရမယ်ထင်တယ် Success is 10% inspiration and 90% perspiration အောင်မြင်မှုဆိုတာဉာဏ်30သားနဲ့ချွေး90သားအစုအပေါင်းနဲ့ဒါကြောင့်အောင်မြင်လို့သူတိုင်းဟာချွေးကိုအရင်နေပြရမယ်အကောင်းမြင်စိတ်ကိုမွေးမြူရမယ်ငါတလီထိုပြောဖို့ရဲ့အောင်မြင်မှုအကြောင်းအလုပ်တစ်ခုကိုလုပ်ကင်ဆောင်ရွက်တဲ့အခါကိုလုပ်နေတဲ့အလုပ်ဟာကိုယ့်အတွက်ရည်ရွယ်ပြီးလုပ်တာလားအများအတွက်ရည်ရွယ်ပြီးလုပ်လားဘာကိုပဲလုပ်လို့အများအတွက်ရည်ရွယ်ပြီးလုပ်ကင်ဆောင်ရွက်မှစစ်မှန်တဲ့အောင်မြင်မှုလို့ဆိုရမယ်အဲ့ဒီအလုပ်ကိုလုပ်ကင်ဆောင်ရွက်နေစဉ်မှာကိုယ်တိုင်ပျော်ရွှင်ရဲ့လားလူအများလေးပျော်ရွှင်ကြရဲ့လားကိုယ်တိုင်ယုံကြည်မှုရှိရဲ့လားလူအများလေးယုံကြည်မှုရှိရဲ့လားဒါကြောင့်အောင်မြင်မှုရဲ့အတိတ်တွေထဲမှာအများအကျိုးဥတည်ခြင်းဆိုတာပါတယ်အများအကျိုးမကြည့်ပဲအောင်မြင်သူမဖြစ်နိုင်ဘူး6အသက်အရွယ်အလိုက်အောင်မြင်မှုအသီးသီးရှိနေတယ်ဆိုတာပြပြပါရစေနှစ်သားအရွယ်ကလေးငယ်တယောက်အတွက်အောင်မြင်မှုဆိုတာမတ်တက်ရပြေးလန်းရှောင်နိုင်ခြင်းပဲအမေတို့ကိုမစိုးတော့ပဲအခြားသောအစားအစာတွေစားတောက်နိုင်စမ်းဟာသူ့အတွက်အောင်မြင်ခြင်းပဲ3-4နှစ်သားအရွယ်ကလေးငယ်ရဲ့အောင်မြင်မှုဆိုတာအဲ့ရထဲမှာကိုယ်တယောက်တည်းအိတ်နိုင်စမ်းပဲအဲ့ရထက်မှရှူရှူပေါင်းမချတော့ဘူးဆိုရင်အဲ့ဒါဟာသူ့အတွက်ကြီးစွာသောအောင်မြင်မှုပဲ6နှစ်9နှစ်အရွယ်အောင်မြင်မှုကစာသင်ကျောင်းကိုမငိုပဲပျော်ပျော်ရွှင်ရွှင်သွားနိုင်စမ်းမယ်သူဟာစာသင်ခန်းထဲကသင်သမျှစာတွေကိုသူများလိုရခြင်းမရမယ်လိုက်နိုင်ခြင်းမလိုက်နိုင်မယ်ရွတ်ဆိုနိုင်ခြင်းမရွတ်ဆိုနိုင်မယ်ဒါဟာဉာဏ်ဖြင်းခြင်းမဟုတ်ကြောင်းတက်ခြင်းစိတ်ကြောင်းပျော်စိတ်ကြောင်းမပြည့်တဲ့စိတ်ဟာသူ့အတွက်အမြင့်မားဆုံးအောင်မြင်ခြင်းပဲကိုယ်အိမ်ကိုတန်မတ်မျက်စိမလဲပဲပြန်တက်ပြီဆိုရင်အဲ့ဒီအရေးအောင်မြင်မှုလို့ဆိုရမယ်ရှင်းနှစ်9နှစ်အရွယ်ကလေးတယောက်ရဲ့အောင်မြင်မှုကိုမိဘတွေကဆရာတွေက report ခက်ရဲ့အဆင့်1နှစ်3နဲ့သတ်မှတ်တိုင်းတာတက်ကြတယ်တကယ်တော့စာသင်ခန်းထဲမှာကိုယ်တငယ်ချင်းတွေနဲ့လာရောညီထွေးနေတက်သလားစော့ကစားတက်ပြီလားဘလောက်အထိသီးခံတက်တယ်လဲညှာတာတက်တယ်လဲစုပေါင်းဆောင်ရွက်တက်ပြီလဲအဲ့ဒါတွေနဲ့သာတိုင်းတာတဲ့နေတချို့ကလေးငယ်တွေကစိတ်ဖိစီးမှုနဲ့အထီးကျန်နေတတ်တယ်ပျော်ရွှင်မှုကင်းမဲ့နေတတ်တယ်10နှစ်12နှစ်အရွယ်ကလေးငယ်တယောက်ရဲ့အောင်မြင်မှုကိုမိဘတွေကကျောင်းသင်ဘာသာရဲ့တမျှမှုနဲ့တိုင်းတာတက်ကြပြန်တယ်တကယ်တော့အဲ့ဒီအရွယ်ကလေးငယ်တယောက်ရဲ့အောင်မြင်မှုဆိုတာကိုယ့်အိယာကိုသိမ့်တက်ပြီလားကိုယ့်စာအုပ်စင်ကိုကိုယ်တိုင်တက်တက်ရဲ့ထားတက်ရဲ့လား
ကိုပကံကိုစီးတက်ပြီလားတကူရီတန်ရှင်းမှုကိုကိုရိုင်းဆောင်ရွက်နိုင်ပြီလားစက်ပိန်းစီးတက်ပြီလားအဲ့ဒါတွေနဲ့တိုင်းတာမှာတဘာဝကြမယ်73 14 15နှစ်အရွယ်ကလေးတစ်ယောက်ရဲ့အောင်မြင်မှုကိုလည်းစာသင်ခန်းတွေကပြရန်တင်ရိုးတွေနဲ့တိုင်းတာတက်ကြပြန်တယ်အဲ့လိုတိုင်းတာမှုကမပြည့်စုံဘူးမိဘအပေါ်ဘလောက်အထိစာနာတတ်တယ်လဲနားလေတယ်လဲအိမ်မှုကိစ္စကိုဘလောက်အထိစိတ်ဝင်စားတယ်လဲဆောင်ရွက်တယ်လဲကျောင်းရဲ့လူမှုရေးလှူရှားမှုတွေမှာဘလောက်အထိပါဝင်တယ်လဲကုညီဆောင်ရွက်တတ်တယ်လဲအထီးကျန်ဆန်မှုမရှိပဲယောက်ျားလေးတငယ်ချင်းမိန်းကလေးတငယ်ချင်းနေနဲ့ရိုးရိုးသားသားရင်းရင်းနှီးနှီးနေထိုင်တတ်ရလားအဲ့ဒါတွေနဲ့ရှုမြင်မှာမှန်ကန်မယ်16-19နှစ်အရွယ်ကလေးတစ်ယောက်ရဲ့အောင်မြင်မှုကိုတက္ကသိုလ်ဝင်တဲ့အမှတ်အနည်းအများနဲ့တိုင်းတာဖို့ကြိုးစားကြတယ်။အဲ့ဒီတိုင်းတာမှုကတစ်စိတ်တစ်ပိုင်းမျှသာမှန်ကန်တယ်။တကယ်တော့အဲ့ဒီအရွယ်ကလေးငယ်တစ်ယောက်ရဲ့အောင်မြင်မှုဆိုတာသူ့မှာအမှုပညာခံစားနိုင်စွမ်းရှိရလား။အားကစားတစ်ခုခုကိုစိတ်ပါဝင်စားပြီးကစားခုံစားရှိရလား။သူ့အရွယ်တဲတန်နဲ့စာပေတချို့ကိုဖတ်ရှုမှတ်သားရလား။သူ့ရင်ထဲမှာသူအားကျလေးစားတဲ့ပုံကိုယ်တွေရှိနေပြီလား။အဲ့ဒါတွေနဲ့တိုင်းတာဖို့လိုတယ်။ဒီနေ့ခေတ်မှာ18 19 20 21 22အရွယ်လူငယ်တစ်ယောက်ရဲ့အောင်မြင်မှုကိုဘယ်ဒီဂရီနဲ့တိုင်းတာတက်ကြတယ်။ဘယ်ဒီဂရီမရသူကိုအောင်မြင်မှုမရှိသူလို့ပြောကြတယ်။တကယ်တော့တီးကြတဲ့အိမ်မက်ချက်မရှိဘူးမှန်ကန်တဲ့စိတ်ကူးအိမ်မက်ကင်းမဲ့သူအလုပ်တစ်ခုကိုလုပ်ကင်ဆောင်ရွက်ဖို့စိတ်ဝင်စားသူဟာအောင်မြင်မှုမရှိသူသာဖြစ်တယ်။အသက်အစိတ်ဝင်းချင်းကိုရောက်ပြီဆိုရင်တော့ဝင်ငွေအနည်းများကိုပရာဏမထားပဲအလုပ်တစ်ခုခုကိုစိတ်ပါဝင်စားစွာလုံလောက်ပရိယဇွဲရှိစွာအချိန်မှန်စွာမြင့်မြတ်နိုးနိုးလောက်ကင်ဆောင်ရွက်တတ်ခြင်းနဲ့တိုင်းတာမှာလူစင်မီနဲ့အောင်မြင်မှုလို့ဆိုရမယ်။အသက်အစိတ်30ဝန်းကျင်ရောက်ပြီဆိုရင်တော့ကိုယ်ကလည်းချစ်တဲ့သူကိုယ့်ကိုလည်းချစ်တဲ့သူနဲ့တအိုးတအိမ်ထူထောင်မှုရှိမှန်းနဲ့ထူထောင်နေဆိုရင်အဲ့ဒါအကြီးမားဆုံးအောင်မြင်မှုပဲ။အသက်35-40ဆိုရင်တော့ပုံမှန်ဝင်ငွေတစ်ခုခုရှာဖွေနိုင်ရမယ်။အဲ့ဒီအချိန်မှာအပေါင်းအသင်းတွေကလည်းစုံလာပြီဆိုတော့အတော့အစားအပျော်အပါးပါလာတတ်တယ်။အဲ့ဒါတွေအပေါ်ဘလောက်အထိရှောင်နိုင်တယ်လဲဆိုတာအကြီးမားဆုံးအောင်မြင်မှုပဲ။40ကျော်45 50မှာစွစွဆောင်းဆောင်းနေနိုင်စမ်းဟာအောင်မြင်ခြင်းပဲ။သားသမီးတွေရဲ့ပညာရေးကျန်းမာရေးစာရိတ္တရေးကိုအလေးပေးနိုင်စမ်းဟာအောင်မြင်ခြင်းပဲ။မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်စမ်းဟာစစ်မှန်တဲ့အောင်မြင်မှုပဲ။နဖန်မိဘကိုကိုတက်နိုင်သလောက်ထောက်ပံ့နိုင်စွမ်းဟာကျင့်နဲ့ဆရာကောင်းတဲ့အောင်မြင်မှုပဲအဲ့ဒီအရွယ်မှာဝင်ငွေကောင်းပြီးသုံးနိုင်ဖြုံးနိုင်တာကြောင့်အပျော်အပါအနောက်မှာတိတ်တိတ်ပုံအဖော်တွေရှိလာတတ်တယ်အဲ့ဒါကိုမရှောင်နိုင်မှုဆိုရင်တော့ကြရှုံးသူပဲ50ကျော်60အတွင်းရောက်လာပြီဆိုရင်တော့ကိုဘလောက်ကျမ်းမာတလေးဆိုတာအောင်မြင်မှုကိုတိုင်းတာနဲ့ပြည်တဲ့တစ်ချောင်းဖြစ်လာပြီအဲ့ဒီအရွယ်မှာကျမ်းမာတန်ဆွမ်းမှုရှိတယ်ဆိုရင်အထူးခြားဆုံးအောင်မြင်မှုပဲအဲ့ဒီအပြင်ရရွာအကျိုးအများအကျိုးကိုပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့မြင့်မြတ်တဲ့အောင်မြင်မှုပဲ60ကျော်80အတွင်းအရွယ်ကိုမှစကားပြောပေါ်ရှိတယ်တရားဓမ္မစီးနှွေးပတ်ရှိတယ်ကိုတယောက်တည်းခရီးသွားနိုင်သေးတယ်ဆိုရင်ချီးမွမ်းစရာကောင်းတဲ့အောင်မြင်မှုပဲ90ကျော်80အတွင်းလမ်းထိပ်ကလက်ဖက်ရည်ဆိုင်မှာလူငယ်လူရွယ်တွေနဲ့စကားပြောရင်လက်ဖက်ရည်တစ်ခါကိုခြေလက်မတုံပဲတောက်နိုင်စွမ်းရှိတယ်ဆိုရင်အလွန်အံ့ဩစရာကောင်းတဲ့အောင်မြင်မှုပဲအသက်80ကျော်အရင်ကိုအိမ်ကိုမှတ်မိသေးတယ်ကိုသားသမီးကိုမှတ်မိသေးတယ်ကိုထမင်းလို့ကိုယ်တိုင်စားနိုင်သေးတယ်အဲ့ရထက်မှအငြိအကျေးထွက်မကြဘူးစကားတခုကိုအကြောင်းထက်မပြောဘူးဆိုလို့ရှိရင်အရွှင်လွန်သူတိုင်းမရနိုင်တဲ့အောင်မြင်မှုလို့ဆိုရမယ်ခုနှစ်တကယ်လို့ကိုဟာစာရေးသူတယောက်ဖြစ်ခဲ့မယ်ဆိုရင်စာအုပ်အရေးအတွက်အနေအများကအောင်မြင်မှုလားလူသိများတာအောင်မြင်မှုလားဝင်ငွေများတာအောင်မြင်မှုလားစဉ်းစားစရာတကယ်တော့ကိုရေးတဲ့စာကိုဖတ်ရှုမိသူတိုင်းအကောင့်ဘက်ကိုဘလောက်အထိပြောင်းလဲလို့စိတ်ဖြစ်ပေါ်သွားတယ်လဲဆိုတာကသာစာရေးသူတယောက်ရဲ့စစ်မှန်တဲ့အောင်မြင်မှုဖြစ်တယ်တကယ်လို့ကိုဟာဝင်ငွေကောင်းတဲ့တထေးတယောက်ဖြစ်ခဲ့မယ်ဆိုရင်ခြံတွေမြေတွေအိမ်တွေတိုက်တွေကားတွေပိုင်ဆိုင်မှုတွေများပြားခြင်းဟာအောင်မြင်မှုလားတကယ်တော့အများမျက်ရည်ကိုဘလောက်အထိတုပ်ပေးနိုင်စမ်းရှိတယ်လဲဆိုတာကသာအောင်မြင်မှုအစစ်ဖြစ်တယ်တကယ်လို့ကိုဟာအရာရှိတယောက်ဥပဒေပညာရှင်မင်းဆိုးရာဇာဖြစ်ခဲ့မယ်ဆိုရင်လုပ်ပိုင်ခွင့်ကာနာကအောင်မြင်မှုလားတကယ်တော့ဘလောက်အထိကိုယ်ကုံတိတ်ခါကိုထူထောင်နိုင်ခဲ့တယ်လဲလူအများကိုဘလောက်အထိကဲတင်နိုင်ခဲ့တယ်လဲဆိုတာကသာအောင်မြင်မှုအစစ်ဖြစ်တယ်ရှစ်ကျွန်တော်ပြောချင်တာတွေအများကြီးပဲလိုရင်းပြောရရင်လောဘဒေါသမောဟအတ္တမာနလျှော့နိုင်ရင်အောင်မြင်လေပဲကိုအသက်အရွယ်ကြီးရင်ပြီးလောဘဒေါသမောဟအတ္တမာနနဲ့လောင်ကျွမ်းနေသူတွေကိုမြင်တွေ့နေရတော့စာသင်ကုန်လေးစိတ်ညစ်တယ်ဟုတ်ကဲ့ပါရှင်ယခုပြပြပေးသွားတာကတော့စ
စာရေးသူဦးဖုံးတာတို့ရေးသားတဲ့စာသင်ကုန်းလေးစာအုပ်မှာစာသင်ကုန်းလေးဆိုတဲ့အကောင်းစဉ်ပဲဖြစ်ပါတယ်ရှင်အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ပါစေရှင်